ဒီနေ့ကတော့ကျမတို့ရဲ့အမျိုးသမီးလေးရပါတော့သူကောင်းလေးနဲ့2လပြည့်တချင်းတောင်းထားလေဆိုပြီးတော့မယ်ရှင်2လပြည့်မှာစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်ပျော်ရွှင်ချမ်းမြေ့ရဲ့ဘဝလေးပိုင်ဆိုင်ကြပါစေတွေ့မနူလာတဲ့ကိုယ်အတော်ရတဲ့တရားမင်းလည်းနဲ့ကြောက်ကုန်ပြီဟောင်းငယ်တဲ့အိမ်မမြောင်အိမ်စမဲမောင်ငါညာမြောင်အိမ်မသက်တွေမွေးဖွာလို့ရင်ကိုနှွေးထွေးသွားအကျဉ်းနာညာများလက်သွားတူရှောင်းလေစေးချင်တဲ့မြောင်